ဒီလျှောက်လဲချက်ကနန်းတော်တစ်ခုလုံးကိုပောက်ကွဲသွားစေခဲ့ပါတယ်။အိရှိမင်းသားဘက်တော်သားတွေကတော့မင်းကြောက်ရွံဟာဂုံတိတ်ခါဖျက်ချနေပြီးထိတ်လန့်အောင်လုပ်နေတာလို့ပြောပြီးတခြားမင်းသားတွေကပြဿနာရှာဖို့ဆေလွတ်လိုက်တာလို့တဘာဝအတိုင်းပြန်လဲတုတ်ပြန်ခဲ့ကြပါတယ်။နန်းတွင်းထဲမှာထိမ့်မနိုင်သိမ့်မရအောင်ထပ်ပြီးငင်းခုန်ခဲ့ကြပြန်တဲ့ဧကရမင်းကြီးကတော့စူညံတန်တွေကြောင့်ခေါင်းကိုက်ပြီးဘာဆုံးဖြတ်ရမှန်းမသိဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့လီဝေဟာအိရှိမင်းသားရဲ့ဦးလေးဖြစ်နေတာကြောင့်သူ့ကိုဖယ်ရှားလိုက်တာဟာအိရှိမင်းသားရဲ့မျက်နှာကိုရိုက်လိုက်တယ်လို့ပါပဲ။ဒီလိုတင်းမာနေတဲ့အချိန်မှာပဲဂူဟန်ကသူ့ရဲ့လျှောက်လဲချက်ကိုတင်သွင်းခဲ့ပါတယ်။သူ့ရဲ့လျှောက်လဲချက်ကတိတ်မရှိပေမဲ့နင်းကြားရွံရဲ့စာလုံးရည်1000ပါတဲ့စာထက်ပိုပြီးအလေးတာခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီထဲမှာလီဝေယာရုတက်ကလေးကအခွန်ဌာနရဲ့ပုံမှန်မဟုတ်တဲ့အသုံးစရိတ်တိုင်းကိုမှတ်တမ်းတင်ထားတဲ့စာရင်းတွေပါဝင်နေလို့ပါပဲပြီးတော့အရှိနန်းတော်တွေကိုစီးဝင်သွားတဲ့ငွေပြားတိုင်းရဲ့အကြောင်းတွေလည်းပါဝင်နေပါတယ်။ဒီသက်သေတွေကိုကျမကချမ်းရှာကီဟာကွန်ရက်ကနေတဆင့်တဖြည်းဖြည်းချင်းစုဆောင်းခဲ့တာဖြစ်ပြီးစည်ရင်အင်းပိုင်းမှာကျွမ်းကျင်တဲ့ဂူဟန်ကစနစ်တကျပြုစုခဲ့တာပါ။ရွှေပန်လင်ကမ်းမဆောင်ကြီးအတွင်းမှာတေမင်းတမျှတိတ်ဆိတ်သွားခဲ့ပါတယ်။လူတိုင်းရဲ့အကြည့်တွေကဂူဟန်စီမှာပဲရှိနေခဲ့တဲ့နန်းတွင်းထဲမှာများသောအားဖြင့်တိတ်ဆိတ်နေတတ်တဲ့ဒီလူငယ်လေးဟာအခုတော့မုံတိုင်းရဲ့ဦးတီယာကိုဆုံးဖြတ်ပေးမဲ့ဗဟိုချက်မှဖြစ်လာခဲ့ပါပြီ။ဧကရမင်းကြီးကစည်ရင်တွေကိုကြည့်ပြီးမျက်နှာတစ်ခုလုံးညှို့မဲသွားခဲ့တဲ့အိရှိမင်းသားဟာအောက်မှာဒူးထောက်ပြီးစံခါလိုတုံရင်နေခဲ့ပါတယ်။နိုင်ငံတော်ဦးလေးဖြစ်သူလီဝေကတော့ကျမ်းပြင်ပေါ်ကိုတိုက်ရိုက်လဲကျသွားခဲ့ပါတော့တယ်။ဂူဟန်ဒီစည်ရင်တွေမှန်ကန်နေဆိုတာမင်းသိချလား။အရှင်မင်းကြီးကိုရှောက်တင်ပါတယ်။ဒီအရာရှိကသူ့ရဲ့ခေါင်းနဲ့ရင်းပြီးစကလုံးတိုင်းမှန်ကန်ကြောင်းအာမခံပါတယ်။ရဲမတ်တို့လီဝေကိုဆွဲထုတ်သွားပြီးတေချာစုံစမ်းစစ်ဆေးဖို့မြေအောက်ထောင်ထဲထည့်ထားလိုက်ပတ်သက်သူအားလုံးကိုပြင်းပြင်းထန်ထန်အပြစ်ပေးမယ်အိရှိမင်းသားကိုတော့နောင်တရဖို့အရှိနန်းတော်မှာပဲအကျဲကျုပ်ချထားစေငါရဲ့အမိန့်မရှိပဲခြေတလန်းမှအပြစ်မထွက်စေနဲ့နန်းတွင်းကိုတုံလို့စေခဲ့တဲ့မုံတိုင်းကြီးဟာဂူဟန်ရဲ့တာမန်စရင်မှတ်တမ်းလေးတစ်ခုနဲ့ပဲဒီလိုမျိုးပြီးဆုံးသွားခဲ့ပါတယ်နိုင်ငံတော်ဦးလေးလီဝေဟာနောက်ဆုံးမှာတော့ချက်ချင်းကိုမြတ်ဖို့စီရင်ချက်ချခြင်းခံခဲ့ရပါတယ်အိရှိမင်းသားရဲ့ဘက်တော်သားတွေလည်းဖျိုးဖျဲဖြစ်ကုန်ပြီးအရာရှိပေါင်းများစွာပါဝင်ပတ်သက်ကထောင်ချခြင်းခံခဲ့ရပါတယ်ဧကရမင်းကြီးဂူဟန်ဟာစရင်အင်းပိုင်းမှာထူးချွန်ကြောင်းသတင်းပို့ထားတဲ့သူ့ကိုအခွန်ဌာနရဲ့ဒုတိယဝန်ကြီးအဖြစ်ယာရုတိုးပေးလိုက်တဲ့သူဟာနောက်ဆုံးမှာတော့အာနာရဲ့တကယ့်ဗဟိုချက်သေးကိုခြေလန်းလန်းနိုင်ခဲ့ပါပြီ။ပိုပြီးအရေးကြီးတာကသူဟာသူ့ရဲ့တန်ဖိုးကိုတက်တေပြနိုင်ခဲ့တာပါပဲ။တတမမြောင်မင်းသားလီလုံကဂူဟန်စီကိုမဟာမိတ်ဖွဲ့ဖို့နောက်ထပ်တစ်ကြိမ်ကမ်းလှမ်းခဲ့ပြန်ပါတယ်။ပြီးတော့နင်းကြားရွံလဲအာနာကိုမကြောက်ရွံ့တဲ့အရေးချင်းရှိတဲ့အရာရှိတဦးအဖြစ်ဂူဟန်အပေါ်အမြင်ကောင်းတွေရရှိသွားခဲ့ပါတယ်။ကျမရဲ့ညွှန်ကြားချက်အတိုင်းဂူဟန်ဟာနှစ်ဖက်စလုံးကနေအကွာအဝေးတစ်ခုထားရှိခဲ့ပါတယ်။အခုဆိုရင်သူဟာသူ့ရဲ့ကိုယ်ပိုင်အကွက်တွေရှိနေပြီဖြစ်လို့ဘသူ့ကိုမှမိခိုဖို့မလိုတော့ပါဘူး။အိရှိမင်းသားကြာရှုံးသွားတာနဲ့အမျှနန်းတွင်းရဲ့အာနာတီဆောက်ပုံမှာလက်ဟာမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ကြံရှိနေတဲ့မင်းသားတွေကတော့ဒီလက်ဟာမှုကိုအရယူဖို့ပိုပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်လာကြပါတယ်။ချင်းသေးတကောင်လိုပဲဂူဟန်ဟာမုံတိုင်းရဲ့ဗဟိုချက်မှာပုံကွယ်နေပြီးထိတ်တန်းရာတို့အတွက်သူတို့အသေးလဲတိုက်ခိုက်နေကြတာကိုအေးလူကြည့်နေခဲ့ပါတယ်။အခုထိပုံကန်ကျင်သေးတာပဲလားအမေတင်ပေးတာမှန်ပါတယ်အာနာနဲ့ကစားရတာကဓားတွေတနက်တွေသုံးရတာထက်အများကြီးပိုစိတ်ဝင်စားဖို့ကောင်းတယ်ကျမသူ့ကိုကြည့်လိုက်မိတယ်ဒီထက်ပိုပြီးအယူအမှုဆန်တဲ့အစီအစဉ်တစ်ခုကကျမရဲ့နှလုံးသားထဲမှာတဖြည်းဖြည်းချင်းပုံပေါ်လာခဲ့ပါပြီဂူဟန်ခွန်ဌာနရဲ့ဒုတိယဝန်ကြီးဖြစ်လာပြီးနောက်သူပထမဆုံးရင်ဆိုင်ရတဲ့အခက်အခဲကတော့ဘန်နာတိုက်ရဲ့လိုငွေပြမှုကိုဘယ်လိုဖြည့်ဆည်းမလဲဆိုတာပါပဲဒါကထွက်ပေါက်မရှိတဲ့လမ်းပိတ်တစ်ခုပါအခွန်တိုးကောက်ရင်ပုံကန်မှုဖြစ်စေနိုင်ပြီးအခွန်မတိုးကောက်ရင်လည်းတိုင်းပြည်လည်းပတ်နိုင်မှာမဟုတ်ပါဘူးနန်းတွင်းထဲမှာလောက်ဝက်ကြော်ကြငင်းခုန်ခဲ့ကြပြီးနောက်ဧကရမင်းကြီးကဒီပြဿနာကိုဂူဟန်စီလွှဲချလိုက်ပါတယ်ဂူဟန်ဟာစာကြည့်လိုက်ထဲမှာ3ရက်နဲ့3ညကိုပိတ်လောင်ထားခဲ့ပါတယ်စတုထမြောင်းနေ့မှာတော့သူဟာအစီအစဉ်တစ်ခုနဲ့ကျမစီရောက်လာခဲ့တယ်အစီအစဉ်ရဲ့နာမည်ကထူးဆန်းလာပါတယ်တောင်နှစ်ပင်လယ်ကိုလေ့လာဆောင်ကြည့်ခြင်းနဲ့စားနှစ်တန်တီးတန့်ရောင်းဝယ်ခွင့်ဆိုင်ရာပြုပြင်ပြောင်းလဲရေးမူဝါဒတဲ့မစိုးပါဘူးမင်းပတ်စံဘယ်လိုရှာရမလဲတောင်သိနေပြီပဲဂူဟန်ရဲ့အစီအစဉ်ရဲ့အဓိကစိတ်ကူးကရိုးရှင်းပါတယ်စားအတန်လက်ဖက်ရည်နဲ့အရက်လိုမျိုးအကျိုးမြတ်များတဲ့စီးပွားရေးလုပ်ငန်းတွေကိုနိုင်ငံတော်ပိုင်အဖြစ်ပြောင်းလဲပြီးအစိုးရကပဲတပြေးညီစီမံခန့်ခွဲရောင်းချဖို့ပါပဲဒီနီလန်းအဖြစ်နိုင်ငံတော်ရဲ့ဗန်နာရေးဝင်ငွေကိုအာမခံချက်ပေးနိုင်ပြီးကုန်သည်တွေကုန်ပစ္စည်းတူလောင်ပြီးဈေးကွက်ကိုဖျက်ဆီးတာကိုတားဆီးနိုင်မှာဖြစ်ပါတယ်ဒီနီလန်းဖြစ်နိုင်ခြေရှိပါတယ်ဒါပေမဲ့ဒါကဘသူတွေရဲ့အကျိုးစီးပွားကိုတွားထိခိုက်မလဲဆိုတာမင်းစဉ်းစားပြီးပြီလားစားကုန်သည်တွေတန်ကုန်သည်တွေနဲ့သူတို့နောက်ွယ်ကမှုမှန်မျိုးနွယ်စုတွေပေါ့မှန်တာပေါ့လူတယောက်ရဲ့ချမ်းသာကြွယ်ဝမှုကိုဖျက်တောက်တာဟာသူတို့ရဲ့မိဘတွေကိုတတ်တာနဲ့တူတူပဲဒီမူဝါဒကိုသာတွန်းအားပေးလိုက်ရင်သူတို့ကတော့ရိုးရိုးမှုပြန်လေတိုက်ခိုက်လာကြမှာတေးကြတယ်အဲ့ဒီခါကျရင်မင်းဟာနန်းတွင်းတွေကနိုင်ငံရေးရန်သူတွေကိုတင်မကပဲရင်ဆိုင်ရမှာဒါဆိုဘာလို့တင်လဲဘာလို့ရမလဲဒါပေါ့အပြစ်ဖို့ခံမဲ့သူတယောက်ရှာရမှာပေါ့မဟုတ်ပါဘူးဒီအရာကိုအတူတူတွန်းအားပေးဖို့စိတ်တူကိုယ်တူမဟာမိတ်တယောက်ကိုရှာရမှာပါလင်းကြားရွံဆိုရင်အဆင်ပြေလိမ့်မယ်လင်းကြားရွံကသူသဘောတူပါမလားသူသဘောတူမှာပါ